လူမှန်နေရာမှန်ဖြစ်သွားတဲ့အတွက်အခုအချိန်ထိဟန်နီမွန်မထွက်ရသေးတဲ့စိုးပြေတို့ဇနီးမောင်နှံကဲပရိသတ်ကြီးတို့ရဲ့အချစ်ဦးနဲ့ချစ်ကြိုက်ပြီးအချစ်ဦးနဲ့ပဲလက်ထပ်ယူသွားခဲ့တဲ့အခြေရေးကန်အကောင်းဆုံးစိုးပြေကတော့အခုအချိန်မှာဆိုရင်ဟင်းဝီယန်နဲ့ရွှေလက်တွဲပြီးတော့ပျော်ပျော်ရွှင်ရွှင်ဖြစ်တန်းနေကြတာပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းငယ်စဉ်တို့အတွဲဟာ6နှစ်6လမှာပရိသတ်တွေကိုအတိပေးပြီးမင်္ဂလာပွဲ6ပွဲကိုခန်းခန်းနာနာကျင်းပခဲ့တာဖြစ်ပေမဲ့လည်းအခုအချိန်ထိသူတို့ဇနီးမောင်နှံ2ယောက်အေးအေးဆေးဆေးဟန်နီမွန်မထွက်ရသေးတာပဲဖြစ်ပါတယ်အကြောင်းကတော့သူတို့2ယောက်ရွှေလက်တွဲပြီးကြတဲ့ကပိုပြီးပရိသတ်တွေရဲ့အားပေးမှုကိုရလာခဲ့ကြသလိုအခုအချိန်မှာဆိုရင်လည်းရွှေဆိုင်ပေါင်းများစွာရဲ့ဖိတ်ကြားခြင်းကိုဇက်တိုက်ကိုခံနေရပါတော့တယ်သူတို့အနေနဲ့ကတော့အလုတ်အပေါ်လောဘကြီးကြတဲ့သူတွေဖြစ်တယ်လို့အမြဲတမ်းလဲသဘောကောင်းနေကြတာကြောင့်ဟန်နီမွန်ထွက်ရမယ့်အရေးကိုရှေ့ရှုပြီးဖိတ်သမျှရွှေဆိုင်တိုင်းရဲ့ပွဲကိုတက်ပေးနေကြတာပဲဖြစ်ပါတယ်အခုရက်ပိုင်းအတွင်းမှာလဲတောင်ကြီးမှာကျင်းပပြုလုပ်တဲ့ SP ဂျန်ရဲ့ Amazing Fine Jewelry ကျောက်မြတ်ရတနာအယောင်ပြပွဲကြီးမှာငယ်စဉ်တို့ကိုဖိတ်ကြားပြီးပွဲအခမ်းအနားစီစဉ်ခဲ့တာကြောင့်ကြိတ်ကြိတ်တို့စီကားနေခဲ့ပါပြီဘယ်လိုပဲဖြစ်ဖြစ်ပါငယ်စဉ်တို့အတွဲကတော့တကယ်ကိုမှလူမှန်နေရာမှန်ဖြစ်နေခဲ့ရသလိုနှစ်ယောက်အတူတူပေါင်းမှအလုပ်တွေပါပို့ပြီးလုပ်နေရတာဆိုတော့တကယ်ကိုမှလိုက်ဖက်လွန်းတဲ့အတွဲလေးပဲဖြစ်ပါတယ်ခင်ဗျာ